ကျွန်တော်9တန်း10တန်းလောက်ကဒူတယ်စပြီးဆွဲဖြစ်တယ်ငငယ်လေးကလေးကတော့ပုံဆွဲရဝါသနာပါပြီးသားမမီနဲ့ဈေးသွားတဲ့အခါတော်တော်များများပုံဆွဲစာအုပ်နဲ့ရောင်စုံခဲတယ်ပဲဝယ်ခိုင်းတာများတယ်9တန်း10တန်းလောက်တုန်းကFacebook မှာကြားပေါက်ရဲ့သူဆွဲပြီးတင်ထားတဲ့ပုံတွေကိုကြည့်ဖြစ်တယ်အဲ့ဒီတော့ကတော့ဒူတယ်ပဲမသိခဲ့ဘူးပေါ့နော်တော်တော်သဘောကျတယ်အခုထိလည်းကျွန်တော်အကြိုက်ဆုံး artist တွေရဲ့တယောက်ပါပဲနောက်တော့သူ့ရဲ့ doodle drawing video tutorial ဒါတွေကို YouTube မှာရှာကြည့်ဖြစ်တယ်ကျွန်တော်အမြင်တော့ဒူဒါဆိုတာကလူတိုင်းဆွဲလို့ရတယ်ဘာမှကြိုတင်ပြီးပါဆွဲမယ်ဆိုတာစဉ်းစားထားစရာမလိုဘူးစာရဲ့ပုံမှာဘောပန်တင်ပြီးကိုယ့်ရဲ့လက်ကိုယ့်ရဲ့စိတ်ခံစားချက်တွေနောက်ကိုလိုက်ပြီးစီးမျောသွားရုံပဲနောက်တစ်ခုကကျွန်တော်ဆွဲတဲ့ပုံတော်တော်များများမှာခေါင်းစဉ်မရှိဘူးလာမီးလေးကျွန်တော်မသိဘူးဒါပေမဲ့တီချာတစ်ခုကကျွန်တော်ဆွဲလိုက်တဲ့ပုံတစ်ပုံဒီဆွဲနေတဲ့အချိန်တုန်းကကျွန်တော်ရဲ့စိတ်ခံစားချက်နဲ့အတွေးတွေကိုကိုစားပြုခဲ့တဲ့ representation တစ်ခုဆိုတာကတော့သိကြတယ်ဆိုတော့ကျွန်တော်ဘာလို့ဒူတယ်ဆွဲရလဲ